customer is always right ဆိုတာမီးပွားပါမှာမရှိဘူးဗျနေ့လေ customer တွေကဖုန်းဆက်တယ်သူကဆက်ကြရဒေါသထွက်မှာဗရီကလဲတာတနေ့မပြည့်သေးဘူးဗရီကပြက်ပြီးထင်းတယ်မကောင်းတော့ဘူးရဲ့လာကြည့်ပြီလာလုပ်ပေးနေကျွန်တော်ကလာပြပြီးလူရမလားပေါ့ကျွန်တော်ကဗရီချင်းနေပါညာမေးနဲ့ဘယ်ရလဲဆိုအောင်ချမ်းတာကျွန်တော်များသောအားဖြင့်တစ်လလောက် customer ရာနဲ့ကြည့်ပြီးရောင်းတော့အဲ့တော့လူတိုင်းကမမှတ်မိဘူးဝယ်နေကြ customer တွေလွဲရင်ပေါ့နော်စကားပြောနေကြ customer တွေလွဲမမှတ်မိဘူးသူ့ဘာလို့မှတ်မိလဲဆိုသူကတခြားလူကနေဝယ်ပြီးတော့လာဖို့ပေးပါလာလုပ်ပေးပါသူကိုယ်တိုင်လိုက်တက်ပေးတာအဲ့တော့မှတ်မိတာကအရင်တက်တာတဲ့ဦးကလည်းတက်တန်းတူတယ်အဲ့ဒါကြောင့်မို့ကျွန်တော် running ကိစ္စကြီးလည်းတခြားပြောလိုက်ပြီးသား short ရှိရမျိုးလည်းဖြစ်နိုင်သူပြီးကျွန်တော် funny ကတော့အရောင်မပြောင်းဘူးဗျကျွန်တော်လည်း short မစစ်တတ်ဘူးအဲ့တော့ short မစစ်တတ်တော့အဲ့တော့မပြူဒီတိုင်းမတက်သေးတယ်သူဒီ running ကိစ္စကြီးတခြားပြောထားခဲ့တယ်အခုကလည်းကျွန်တော်မော်တာကက်တာတို့ဘာလို့မျိုးလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဗျအဲ့ဗတိချင်းနေမေးတဲ့ဟာအမေလာတော့တက်တော့တက်ပြီးတော့ခုကျလာမကြည့်ပေးနိုင်ဘူးလားပြောတာမဟုတ်ဘူးလာပုတ်ပြီးလို့ရလားပေါ့တကယ်တူနေရလည်းမသိဘူးပြောနေမှသိအဲ့ဒါဆဲဆိုသွားတယ်မင်းတို့လိန်အောင်တာမေးလို့ဘာညာနဲ့မှုံနေအောင်ဆဲသွားတယ်ကျွန်တော်ပြောအခုအဲ့လိုမျိုးလာဆဲလို့မရဘူးဒီတော့ရရနေပြီးတော့ဆုံးမမထားဘူးလားကျွန်တော်တို့လာဆဲလို့မရဘူးလို့ဆဲစရာလည်းမလိုဘူးဆိုင်လိမ့်စာပါတယ်လို့ဆိုင်လာခဲ့လိုက်လို့ပြောလိုက်ကျွန်တော်ကcustomer ဈေးလာဝယ်လို့အဲ့နဲ့ညွန့်နေစီးရတယ်ကျွန်တော်မရောင်းတော့ကျွန်တော်တော်ရုံစင်ပြအောင် short ပေးမယ်ရောင်းပေးမယ်နေတာလို့မရောင်းပြီးတော့ရှာကြည့်လိုက်ပါအောင်ကျွန်တော်အဲ့လိုပဲပြောပါရမ်းညွန့်နေစီးတယ်ဆိုတော့ကျွန်တော်ကဓမ္မကြီးကကောင်းပဲလုပ်ကြတယ်ကောင်းမှုပဲကျွန်တော်ကရမ်းချူတာနေရမျိုးလည်းမဟုတ်ဘူးလူဘာဝနေရမျိုးလည်းမဟုတ်ဘူးပုံမှန်ပဲကျွန်တော်ကဒါအခုပြောနေရလက်ရှိပကတိချင်းနေပဲဆိုင်လာလဲဒီတိုင်းပဲကျွန်တော်ကအဲ့လိုမျိုးရမ်းချူတာပြီးတော့ရောင်းနေရမျိုးလည်းပေါ့အဲ့လိုစော်ကားလို့လည်းမရသူကစံပါရှိကျွန်တော်အရန်စီးတယ်လူဘာဝဆိုတော့မရဘူးအဲ့လိုမျိုး